လူတစ်ယောက်ကအိမ်ထဲမှာရှိတဲ့နက်ဖျားရုပ်တုတစ်ခုကိုတစ်ချက်လေးပဲကန်လိုက်တာတောင်တူလောင်ယုံတွေကပိတ်သိမ်းထားတဲ့ခေါင်းသားကြီးဟာထူးဆန်းစွာနဲ့စတင်တုန်ခါလာပါတယ်။အဲ့ဒီအချိန်မှာအိမ်ရှင်ဖြစ်တဲ့ကောင်လေးဟာအဝေးတနေရာကိုရောက်နေပေမဲ့တစ်ခုခုမှားယွင်းနေပြီဆိုတာကိုချက်ချင်းပဲအာရုံရလိုက်ပါတယ်။ဒါကြောင့်သူဟာဘာတွေဖြစ်နေလဲဆိုတာတွားကြည့်ဖို့သူ့ရဲ့အဖော်တွေကိုဆေးလွတ်လိုက်ပါတယ်။သူ့ရဲ့အဖော်တွေရောက်လာတဲ့အခါမှာတော့ဘာကူမှတွေ့ဝေးမနေပဲတူလောင်ယုံတကားကိုရိုက်ချိုးပြီးအထဲကိုဆွတ်အတင်းဝင်သွားကြပါတယ်။သူတို့ရဲ့ဒီလိုပြုမှုချက်တွေဟာဘလောက်တောင်ကြီးမားတဲ့အန္တရာယ်တွေစီဆွဲခေါ်သွားနိုင်တယ်လဲဆိုတာကိုသူတို့လုံးဝသတိမထားမိကြပါဘူး။သူတို့နဲ့အတူပါလာတဲ့အမျိုးသမီးကတော့အထက်ကကြေးအိုးဟောင်းကြီးဟာပုံမှန်မဟုတ်ဘူးဆိုတာကိုသတိထားမိသွားပြီးအဲ့ဒီအရာကိုမထိပါနဲ့အုပ်လို့သတိပေးပါတယ်။ဒါပေမဲ့ဟိုလူကတော့ခေါင်းမာပြီးဒါဟာအန္တရာယ်ရှိနိုင်တယ်ဆိုတာကိုလုံးဝမယုံကြည်ပဲအားနဲ့မဖို့ကြိုးစားပါတော့တယ်။တကယ်တော့ဒီအိမ်ရဲ့ပိုင်ရှင်ဖြစ်တဲ့ကောင်လေးဟာတာမန်လူတစ်ယောက်မဟုတ်ပါဘူး။သူဟာငကားပြည်ရဲ့ရှေးဟောင်းကူတင်ကြိုင်တူးဖော်သူနဲ့ယန္တနာတွေကိုစောက်ရှောက်တဲ့နောက်ဆုံးမျိုးဆက်ငိုချင်းရွှေဖြစ်ပါတယ်။သူ့အိမ်မှာရှိတဲ့ရှေးဟောင်းပစ္စည်းတွေဟာတန်ဖိုးမထက်နိုင်တယ်လို့နေရန်ပေါ်ကပကြီးကားတိုင်းမှာလည်းလှုပ်ဝက်ချက်တွေအတိအကျရှိနေပါတယ်။ဒီပစ္စည်းအလုံးကိုသူဟာနိုင်ငံခြားတကူတွေလက်ထဲကနေပြန်လူယူပြီးမိခင်နိုင်ငံအတွက်ထိန်းသိမ်းထားတာပါ။ဒါပေမဲ့သူဟာသူ့ကိုယ်သူတာမန်ရှေးဟောင်းပစ္စည်းအယောင်းဝယ်သမားတစ်ယောက်လိုပဲဟန်ဆောင်နေထိုင်ပြီးဇနီးနဲ့မိသားစုဝင်တွေကိုအမြဲလှုပ်ဝက်ထားခဲ့ပါတယ်။တနေ့မှာတော့သူ့ရဲ့ဇနီးနဲ့ရောက်ခမဖြစ်သူဟာသူ့ကိုအတိမပေးပဲရှေးဟောင်းပစ္စည်းစစ်ဆေးခဲ့ဖြစ်တဲ့ TV စီစဉ်တစ်ခုကိုတွားခဲ့ကြပါတယ်။သူတို့ဟာကောင်လေးကအထူးတလဲတန်ဖိုးထားပြီးဂရုတစိုက်သိမ်းထားဖို့မှထားတဲ့ပစ္စည်းတစ်ခုကိုယူသွားခဲ့ကြတာပါ။အစီအစဉ်ကပညာရှင်တွေစစ်ဆေးကြည့်တဲ့အခါမှာတော့ပထမမှာလူတွေကဒါဟာကြောက်တုံးတုံးပဲဆိုပြီးဝိုင်းရကြပါတယ်။ဒါပေမဲ့တေချာစစ်ဆေးကြည့်လိုက်တဲ့အခါမှာတော့ဒါဟာရှေးခေတ်ကဧကရမင်းတစိတ်တော်ဖြစ်နိုင်တယ်ဆိုတာသိသွားကြပါတယ်။အစီအစဉ်တင်ဆက်သူကဒါဟာလွန်ခဲ့တဲ့နှစ်ပေါင်းထောင်ချီကပျောက်ဆုံးသွားတဲ့ဧကရမင်းတစိတ်တော်အစ်စ်ဖြစ်ပုံရတယ်လို့စိတ်လှုပ်ရှားစွာပြောလိုက်ပေမဲ့နောက်ထပ်ပညာရှင်တစ်ယောက်ကတော့တစိတ်တော်အစ်စ်ဟာကြောက်စိမ့်နဲ့လှုပ်ထားတာဖြစ်ပြီးအခုဟာကကြောက်တုံးကြီးဖြစ်နေတာကြောင့်ဒါမျိုးက TV စီစဉ်မှာဘယ်လိုလုပ်ပေါ်လာနိုင်မှာလဲလို့ညင်းဆိုပါတယ်။ဒါပေမဲ့နောက်ထပ်ပညာရှင်တစ်ယောက်ကဒီပုံစံဟာရှေးဟောင်းစာအုပ်တွေထဲကအတိုင်းပဲဖြစ်နေတာကြောင့်ဒါဟာအစ်စ်ဖြစ်နိုင်မလားဆိုပြီးထောက်ပြလာပါတယ်။အဲ့ဒီနောက်မှာတော့ပိုပြီးတုံ့လို့စရာကောင်းတဲ့အမှန်တရားတစ်ခုပေါ်ထွက်လာပါတယ်။အဲ့ဒါကတော့နိုင်ငံခြားပြတိုက်တစ်ခုကနေအမျိုးသားအဆင့်ယန္တနာနှစ်ခုအခုခံလိုက်ရကြောင်းသတင်းထုတ်ပြန်ထားပြီးအဲ့ဒီတစ်ခုဟာမိုးချင်းရွှေဆိုတာပါပဲ။ဒါဆိုရင်ကောင်လေးရဲ့ဇနီးဟာနိုင်ငံခြားပြတိုက်တွေကနေယန္တနာတွေကိုပြန်လူယူပြီးမိခင်နိုင်ငံကိုပြန်တည်လာနိုင်တဲ့တတိခေကြီးမိုးချင်းရွှေနဲ့လက်ထပ်ထားတာလားဆိုတာဖြစ်လာပါတယ်။လူတိုင်းအံ့အားသင့်သွားကြပြီးအစီအစဉ်ရဲ့ကြည့်ရှုနှုန်းတွေလည်းအစမတန်တက်သွားပါတယ်။ဇနီးဖြစ်သူကတော့ငါယောက်ျားကတကယ်တော့ဘသူလဲတာမန်အယောင်းဝယ်သမားတစ်ယောက်လားဒါမှမဟုတ်ဒဏ္ဍာရီလားယန္တနာရှာဖွေသူကြီးလားဆိုပြီးထိတ်လန့်တုန်လှုပ်သွားပါတော့တယ်